ကောင်လေးတွေခုခေတ်ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစာလေးတွင်ရတယ်ပြောကြည့်မယ်သူတို့ရေးတဲ့စာလုံးတိတ်ပဲဟိုင်းဟိုင်းဘူးလေဟိုင်းဟိုင်းဘူးလေရင်ကျင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီရဲ့ရင်ကျင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီရဲ့ညာလေးနာမည်ဘယ်သူလဲအာနာပါလေမပြောဘူးညာလေးနာမည်ဘယ်သူလဲအာနာပါလေမပြောဘူးညာလေးမှချင်ရမယ်သူကွီရှိသလားကွယ်အပြူကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီရဲ့ညာလေးမှချင်ရမယ်သူကွီရှိသလားကွယ်အပြူကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီရဲ့ဒီလိုဆိုညာလေးကိုကွယ်ကွီသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားပုတ်တမ်းမြတ်စာချာချာဒီလိုဆိုညာလေးကိုကွယ်ကွီသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားပုတ်တမ်းမြတ်စာချာချာညာလေးနဲ့ရှောင်းလဲထားမယ်မုန်းငါစားမယ်မမကြီးကဆူလိုက်မယ်သမီးတိတ်ချက်တယ်ညာလေးနဲ့ရှောင်းလဲထားမယ်မုန်းငါစားမယ်မမကြီးကဆူလိုက်မယ်သမီးတိတ်ချက်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့အတွက်ပြီးကြိုးစားမယ်ရှင်းနိုင်ပါဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့အတွက်ပြီးကြိုးစားမယ်ရှင်းနိုင်ပါဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားသူဒီမှာလူကြီးချကိုကြီးညာရဲ့ဒီမှာစားကိုဒီမှာလူကြီးချကမလေးညာရဲ့ဘာကောင်းလို့ပြီလဲဘာစကားကြီးတွေလဲအမကြရင်မှဖြစ်သွားမယ်ခိတ်ခိတ်ကြပါတငယ်ချင်းတို့ရဲ့ကောင်လေးတွေခုခေတ်ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစာလေးတွင်ရတယ်ပြောကြည့်မယ်သူတို့ရေးတဲ့စာလုံးတိတ်ပဲဟိုင်းဟိုင်းဘူးလေဟိုင်းဟိုင်းဘူးလေရင်ကျင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီရဲ့ရင်ကျင်လို့ပါညာလေးရဲ့ခင်တက်ပါလေကွီရဲ့ညာလေးနာမည်ဘယ်သူလဲအာနာပါလေမပြောဘူးညာလေးနာမည်ဘယ်သူလဲအာနာညာလေးမှချင်ရမယ်သူကွင်းရှိသလားကွယ်အပြူကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါနဲ့ကွင်းရဲ့ညာလေးမှချင်ရမယ်သူကွင်းရှိသလားကွယ်အပြူကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါနဲ့ကွင်းရဲ့ဒီလိုဆိုညာလေးကိုကွယ်ကွင်းသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားပုတ်တမ်းမြတ်စာချာချာဒီလိုဆိုညာလေးကိုကွယ်ကွင်းသိချစ်တယ်ဟတ်တော့လူလေးချက်ချင်းဒီပါလားပုတ်တမ်းမြတ်စာချာချာညာလေးနဲ့ရှောင်းလဲထားမယ်မုန်းငါစားမယ်မမကြီးကဆူလိုက်မယ်သမီးတိတ်ချက်တယ်ညာလေးနဲ့ရှောင်းလဲထားမယ်မုန်းငါစားမယ်မမကြီးကဆူလိုက်မယ်သမီးတိတ်ချက်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့အတွက်ပြီးကြိုးစားမယ်ရှင်းနိုင်ပါဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့အတွက်ပြီးကြိုးစားမယ်ရှင်းနိုင်ပါဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားသူဒီမှာလူကြီးချကိုကြီးညာရဲ့ဒီမှာစားကိုဒီမှာလူကြီးချကမလေးညာရဲ့ဘာကောင်းလို့ပြီလဲဘာစကားကြီးတွေလဲအမကြရင်မှဖြစ်သွားမယ်ခိတ်ခိတ်ကြပါတငယ်ချင်းတို့ရဲ့